လူတိုင်းရဲ့နေ့စဉ်စားသောက်ပုံစံနဲ့မှာတကြားဆိုတာမပါဖြစ်တယ်လို့ဖြစ်နေကြတာပါ။ဒါပေမဲ့တကြားကိုတစ်လားတစ်ပြက်ပြက်တသားပြတ်တောက်လိုက်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုတာစဉ်းစားကြည့်ဘူးလား။ပထမဆုံးရက်သက်တစ်ပတ်ကနေစတင်ကြည့်ရအောင်ပါ။ပထမဆုံးတစ်ရက်ကနေ3ရက်အတွင်းမှာတော့ခန္ဓာကိုယ်ကတော်တော်လေးရုံးဆိုင်ရပါလိမ့်မယ်။ဒါဟာပုံမှန်ပါပဲ။အုံနောက်ကတကြားကိုဆွဲလန်းစီရဲ့ဒိုပါမိုင်းတက်နဲ့အသားကျနေလို့ပါ။တကြားမစားရတဲ့အခါခေါင်းနဲ့ကြိုက်တာသိတ်လိုလွယ်တာနဲ့အချိုရမ်းစားခြင်းစိတ်ပြင်းပြတာမျိုးတွေခံစားရနိုင်ပါတယ်။ဒါကိုခန္ဓာကိုယ်ကတကြားတဲ့ပေါ်မိခိုနေရကိုဆွန့်လွတ်ပြီးစူးစမ်းနေတဲ့ withdrawal syndrome ကိုခေါ်ပါတယ်။ဒါမှမဟုတ်မပြတ်ပါနဲ့ဒီအတားအဆီးကိုကျော်ဖြတ်နိုင်မှုကအရေးကြီးဆုံးပါပဲ။ပထမအပတ်ရဲ့ဒုတိယအပိုင်းကိုရောက်လာတဲ့အခါမှာတော့ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုကိုစတင်သတိထားမိလာမှာပါ။အဲ့ဒါကတော့စွမ်းရည်ပမာဏတည်ငြိမ်လာတာပါ။ပုံမှန်အားဖြင့်အချိုလေးစားလိုက်တဲ့အခါစွမ်းရည်နဲ့ရုပ်တွေ့ရတက်လာပြီးခဏမြင်ပြန်ကျသွားတာမျိုးဖြစ်တတ်ပေမဲ့အခုတော့အဲ့လိုမဟုတ်တော့ပါဘူး။သွေးရကြတဲ့ဟာပုံမှန်အတိုင်းစစ်နေရတဲ့အကြောင်းနေ့လည်ခင်းဆိုရင်ငိုင်မီးနေရမျိုးနှုံးချီနေရမျိုးတွေမရှိတော့ဘဲနဲ့တနေ့ကုန်လမ်းဆန်းမှုကိုခံစားရတော့မှာပါ။နောက်ထပ်သိတာတဲ့အချက်ကတော့ green အနံ့နဲ့သွားချက်မာကြီးပါ။တကြားဟာ green တွေကဘက်တီးရီးယားတွေအတွက်အဓိကအစာဖြစ်တာကြောင့်တကြားဖြစ်လိုက်တာနဲ့ဘက်တီးရီးယားတွေကပွားများမှုနည်းသွားပြီးတော့ green နဲ့ပုံမှုတန့်ရှင်းလာပါလိမ့်မယ်။တဖုံးရောင်နာနဲ့တောက်နဲ့ပတ်သက်တဲ့ပြဿနာတွေလည်းတိတိကျကျရောနေသွားမှာပါပထမပတ်ရဲ့အဆုံးမှာအရင်အားတဲ့အိပ်ပျော်ရတာပိုလွယ်ကူလာတာကိုသတိထားမိပါလိမ့်မယ်အကျိုးစားသုံးမှုနည်းသွားတဲ့အတွက်အိပ်စက်မှုကိုထိန်းချုပ်တဲ့ဟော်မုန်းတွေကပုံမကောင်းမွန်စွာအလုပ်လုပ်လာနိုင်လို့ပါဒါဟာတလခရီးစဉ်အတွက်အလွန်ကောင်းမွန်တဲ့အစာပြုမှုပဲဖြစ်ပါတယ်ခန္ဓာကိုယ်အတွင်းပိုင်းမှာရောင်ရဲမှုတွေစတင်လျှော့ကျလာပြီးအစာတွေစနစ်ကလည်းအရင်ကထက်ပိုပြီးအလုပ်လုပ်ရတာလှလာပါလိမ့်မယ်ဒါကြောင့်ဒီခက်ခဲတဲ့ပထမအပတ်ကိုကြော်ပြတ်ပြီးဆိုရင်တော့ရှေ့ဆက်ဖို့ခွန်အားတွေအပြည့်ရှိနေပြီလို့ပြောလို့ရပါတယ်ဒုတိယအပတ်နဲ့တတိယအပတ်ထဲကိုရောက်လာတဲ့အခါမှာတော့ခန္ဓာကိုယ်ကတခြားမပါတဲ့အခြေအနေသေးတစ်ခုကိုစတင်အသားကျလာပါပြီဒီအချိန်မှာအသိတာဆုံးပြောင်းလဲမှုကတော့အသားရည်ပါပဲတခြားခန္ဓာကိုယ်ရဲ့ရုံရမ်းမှုတွေကိုဖြစ်စေပြီးတော့အရေးပြားကိုတင်းရင်းစေတဲ့ collagen တက်ကိုပျက်စီးစေပါတယ်အခုတော့တခြားဖြစ်လိုက်တာနှစ်ပတ်နီးပါးရှိတာလောက်ဖြစ်တဲ့အတွက်မျက်နှာပေါ်ဝတ်ချံနဲ့တိတိကျကျရောပါလာပြီးအသားရည်ရလည်းအရင်အတက်မူချင်းတောက်ပါလာတာကိုမှန်နဲ့မှမြင်တွေ့ရပါလိမ့်မယ်ဒါဟာဘလို့အလားတူမျက်စိမှမသုံးပဲတဘာဝအတိုင်းရရှိရဲ့ပြောင်းလဲမှုတစ်ခုပါနောက်ထပ်ထူးခြားချက်ကတော့အာယုံခံအရသာပြောင်းလဲလာတာပါအရင်ကဆိုရင်တိတိရိဆိုင်တိတ်မချိုလို့ခံစားရပေမဲ့အခုအချိန်မှာတော့တဘာဝအတိုင်းရှိရဲ့တိတိဝလံတွေရဲ့ချုံမြင်မှုကိုအပြည့်အဝခံစားနိုင်ကြပါလိမ့်မယ်အုံနောက်ကအချိုတက်ကိုတုံ့ပြန်အောင်ပြောင်းလဲသွားတဲ့အတွက်တကြားအများကြီးပါတဲ့မုံတွေကိုမြင်ရင်တော့အရင်လိုအရန်ဆိုင်နေစိတ်မရှိတော့ပဲစိတ်ကုန်ထိချုံရတာပိုလွယ်ကူလာလို့ခံစားရပါလိမ့်မယ်ဒါဟာစိတ်အာရုံစူးစိုက်မှု focus ကိုလည်းပုံမကောင်းမွန်စေပါတယ်အလုံးလုံးတဲ့အခါဒါမှမဟုတ်စာဖတ်တဲ့အခါစိတ်လွင်တာမျိုးမရှိတော့ပဲတည်တည်ငြိမ်ငြိမ်နဲ့အာရုံစိုက်နိုင်လာပါလိမ့်မယ်တတိယပတ်ထဲမှာတော့ကိုယ်အလေးချိန်ပြောင်းလဲမှုကိုစတင်သတိထားမိလာမှာပါတကြားထက်လိုက်တဲ့အတွက်ခန္ဓာကိုယ်ရဲ့ပူရှင်နေရဲ့ရေဓာတ်တွေလောက်ကျသွားပြီးဗိုက်ချက်လာတာမျက်နှာဖောင်းတာတွေကျသွားတာမျိုးဖြစ်တတ်ပါတယ်အထူးသဖြင့်ခါအတိုင်းနဲ့တိတိတတ်တာလောက်ကျလာတာကိုတွေ့ရပါလိမ့်မယ်အခုဆိုရင်တကြားမစားပဲနေရတာဟာခက်ခဲတဲ့အရာမဟုတ်တော့ပဲနေသားတကြရှိမှုနဲ့လူနေမှုပုံစံအသေးတစ်ခုလိုဖြစ်နေပါပြီဒီအချိန်မှာအသေးတာဆုံးပြောင်းလဲမှုကတော့စိတ်ငြိမ်ဆောင်မှုအခြေအနေပါတကြားတဲ့အတက်အကျကြောင့်ဖြစ်တတ်တဲ့စိတ်မကြည်မလင်ဖြစ်တာစိတ်ကကြတယ်လို့ခံစားရတာမျိုးတွေမရှိတော့ဘဲနဲ့စိတ်ပြေစီမှုကိုပုံမကောင်းမှုဆိုတာတုံ့ပြန်လာတာကိုတွေ့ရပါလိမ့်မယ်အုံနာဟာပုံမကြည်လင်ပြီးစုံမြတ်ချလိုက်တဲ့နေရာမှာလည်းပူးပြသားလာမှာပါတလားပြည့်ရဲ့ဒီမှာကိုယ်အလေးချိန်ကိုပြန်စိတ်ကြည့်မယ်ဆိုရင်တိတိတသာကြာဆင်းသွားတာကိုတွေ့ရပါမှာဒါဟာရည်တဲ့ကြောင့်နေမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့ပူရှင်ကြီးရဲ့အစီစတင်ထောင်ကျွမ်းနေပြီဖြစ်လို့ပါအထူးသဖြင့်အသေးမှာအစီဖုံးနာမျိုးတွေကိုရောသွားစေပြီးအတွဲပိုင်းအင်္ဂါတွေဟာပြန်လည်ပြုတ်လန်းဆန်းလာပါတယ်သွေးရင်းအီဆူလင်ပမာဏတည်ငြိမ်သွားတဲ့အတွက်ဆီယိုယောဂဖြစ်နိုင်ခြင်းကိုလည်းအထည်အောင်ဆုံးဖြောချနိုင်ပြီဖြစ်ပါတယ်ခန္ဓာကိုယ်ကအစားစားပြီးတိုင်းဖိုင်အောင်တာလေပွားတာမျိုးတွေမရှိတော့ဘဲနဲ့အစာချင်းစနစ်ကအကောင်းဆုံးအလုပ်လုပ်နေပါလိမ့်မယ်နောက်ထပ်ထူးခြားတဲ့အကျိုးကျေးဇူးတစ်ခုကတော့ရောင်ရဲမှုတွေကင်းစင်သွားတာပါအရင်ကအကြောင်းရင်းမရှိပဲအစင်းနဲ့တွေကြိုက်ခဲ့တာနာကျင်တာမျိုးတွေရှိခဲ့ရင်အခုအခါမှာအဲ့ဒီဝေဒနာတွေကပျောက်ကွယ်သွားတာကိုသတိထားမိပါလိမ့်မယ်ခန္ဓာကိုယ်ကပုံမကျစ်လိပြီးကြွက်သားတွေကလည်းပုံမပေါ်လွင်လာမှာပါအသားရည်ကလည်းဝင်းပါကြည့်နေနေပြီးမျက်ကွင်းညူတာတွေပါကင်းစင်သွားတာကြောင့်ကြည့်ရတာအရင်ကထက်9နှစ်လောက်ပိုပြီးနှိပ်ပြသွားသလိုထင်ရစီမှာပါဒါဟာအပြင်းမှန်ပြောင်းလဲမှုတွေမကပဲဆဲအဆင့်ထိပြန်လည်ပြည့်မှုတွေဖြစ်ပေါ်ခဲ့လို့ပဲဖြစ်ပါတယ်ဒီတလတာခရီးစဉ်ကိုအောင်မြင်စွာဖြတ်သန်းပြီးရနောက်မှာတော့
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်အဝရှိလာပါလိမ့်မယ်တကြားပြည့်ခြင်းကအစားအသောက်တစ်ခုကိုဖျက်ထောက်လိုက်တာလည်းမဟုတ်ဘဲနဲ့ကျန်းမာရေးနဲ့အနာဂတ်ကိုပုံမကောင်းမအောင်ပြုပြင်လိုက်တာလည်းဖြစ်ပါတယ်အခုဆိုရင်ချိုလွန်းတဲ့အစားအစာတွေတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုပိုပြီးတက်တက်လာပါပြီဒီအလေးချိန်ကောင်ကိုဆက်လက်ထည့်သွားမယ်ဆိုရင်တော့ရေရှည်မှာယောဂဗျာကင်းဝေးပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ကိုပိုင်ဆိုင်နိုင်မှုဒီနေ့ပဲတရားကိုစတင်ဆွံ့လွှတ်လိုက်ကြရအောင်